ခင်ဗျားတို့မြင်နေကျွန်တော်ဘာသွားသတိရလဲဆိုတော့ချွက်ကလေးနှစ်ကောင်သွားသတိရတယ်ချွက်ကလေးနှစ်ကောင်အဲ့တော့လေးလာတွေ့ရှိချက်တွေကဘာလို့လဲဆိုအဲ့ချွက်ကလေးနှစ်ကောင်ကိုအဲ့စမ်းသပ်မဲ့ပုတ်ကိုကနေပြီးတော့အဲ့ချွက်ကလေးနှစ်ကောင်လောင်ဝင်ထဲကိုထည့်လိုက်ဘယ်ထဲကိုထည့်တာလဲလောင်ဝင်ထဲကိုထည့်တာလောင်ဝင်ထဲကိုထည့်ထားပြီးတော့ဘာလို့လဲဆိုတော့အဲ့ထဲမှာသူကမူရစ်စီတဲ့အရာပေါ့ဒီထဲမှာဘာလို့လဲဆိုတော့ရေကဒီဘက်မှာတစ်ခွက်ရှိတယ်ဒီဘက်မှာတစ်ခွက်ရှိတယ်ပြီးဒီဘက်ကခွက်ထဲကိုကျတော့ဘာထည့်လဲဆိုတော့မူရစ်စီတဲ့အရာထည့်တယ်မူရစ်စီကတစ်ခုခုထည့်ထားတယ်ဆွဲလန်းစေတဲ့အရာဒီဘက်ကတော့ရိုးရိုးရေပဲထည့်ထားတယ်လောင်ရအရင်မကြည့်တော့လောက်ပဲရှိတယ်အဲ့တော့အဲ့ကြွက်တွေကဘာလို့လဲဆိုအဲ့ထဲမှာကြွက်နှစ်ကောင်ကအမြဲတမ်းပုံမှန်ရေနားလေးကိုသူတို့သွားတယ်အခုမှသိတာကိုသိတော့နှစ်ခုစလုံးသွားစမ်းကြည့်တာနည်းနည်းတောက်ကြည့်တယ်ပြီးရနဲ့နောက်တစ်နေ့ကျညနေပိုင်းလောက်ပဲဖြစ်ပေါ့လေဒီဘက်ကိုတောက်တယ်အဲ့ဒါပြီးကြတဲ့ကိုကတော့ဘာပဲလောက်တော့တာလဲဆိုတော့ဒီဘက်ပဲတောက်တော့တာဒီရေပဲတောက်တော့တာဒီဘက်ကရေတော့မတောက်တော့သူကလုံနေကြအရာတွေဒါကြီးကောင်းမကောင်းမလဲသိတယ်ဒါပေမဲ့အဲ့ဒါပဲတောက်လို့တယ်ဒါကြီးဒီမလုံတဲ့မှန်းသိတယ်ဒါပေမဲ့အဲ့ဒါပဲတောက်လို့တယ်ဒါကြီးဒီမဖြစ်တဲ့မှန်းသိတယ်ဒါပေမဲ့အဲ့ဒါပဲတောက်လို့တယ်အဲ့လိုနဲ့လုံရင်းနဲ့ကြွတယ်အဲ့ဒါကိုဆွဲလန်းတယ်ဒီဟာကိုစမ်းတက်နေတဲ့ပုံကဘာလောက်လိုက်လဲဆိုတော့ okay ငါစဉ်းစားလိုက်မယ်ဆိုတော့အဲ့အခန်းထဲမှာတခြားနေရာတွေအများကြီးရှိတယ်တန်းနေရာဆိုတော့သွားစရာနေရာတွေအများကြီးရှိတယ်ကြွတွေသွားမယ်ဆိုသွားလို့ရတယ်အဲ့တော့ဘာလို့လဲဆိုအဲ့ဒီ flown အိမ်မပဲလေ lion ကိုဖယ်ပေးလိုက်လောင်ဝင်လေးဖယ်ပေးလိုက်ရောအဲ့ကြွတွေကဘာလို့လို့ရလာလဲဆိုပို့ပြီးတော့သွားလို့လာလို့ရလာလွတ်လွတ်လပ်သွားလို့ရလာတယ်အဲ့တော့အဲ့ဒါရပန်းချံပုံစံမျိုးကြီးအပင်တွေကြားလဲသွားတယ်တခြားနေလဲသွားတယ်သွားရင်လာရင်သူကဘာလဲဆိုခုနကတော့မွေးရစီတယ်ဆိုတဲ့ဆေးလို့မဟုတ်အဲ့ရေကိုသွားပြီးတော့တောက်တာတဖြည်းဖြည်းချင်းနည်းလာတယ်ပြီးတော့ဘာလဲဆိုတော့တောက်တော့ပဲဘာပဲတောက်တော့တာပုံမှန်ရေပဲတောက်တော့ဘာနဲ့တူလဲဆိုတော့ဒီထဲမှာအလေးကျင့်စိုးတွေရှိတဲ့ပုံကိုယ်တွေပါကောင်းပါလိမ့်မယ်ဒီအခါနောက်ကြတာနေထိုင်ရင်နောက်ကြတာလို့စမ်းရှိတယ်အဲ့ဒါကဘာကြောင့်ပါတာလဲဆိုတော့ကျွန်တော်တို့ဘယ်ထဲမှာနေမိနေလို့လဲအလောင်းထဲမှာနေမိတဲ့ခါကျပါလဲကိုရွေးချယ်စရာမရှိလို့ထင်ပြီးဘယ်ပဲသွားနေရလဲဒါပဲသွားလို့မိနေတာအဲ့တော့ဒီကနေ့စသိလာပြီစပြီ awareness တစ်ခုရလာပြီပါလေငါလောင်ရင်ထဲမှာမဟုတ်တရားဘယ်သူနဲ့ပဲဆန်တာလဲဘုန်းနဲ့ပဲဆန်တယ်